အားလုံးပဲမင်္ဂလာပါ Sunshine Motor မှာပြန်လဲကြိုဆိုလိုက်ပါတယ်မျိုးစားကောင်းစီစဉ်ရင်ဘိန်းရှယ်လေးတစ်စီးနဲ့မိတ်ဆက်ပေးပါမယ် Super Ambo 125ဘိန်းလေးပဲဖြစ်ပါတယ်နော်စီစဉ်ရင်လေးပါ model က2016 model လေးပါရုပ်ထွက်လေးတစ်ချက်ကြည့်လိုက်အောင်နော်ရုပ်ထွက်လေးကတော့မြင်တဲ့အတိုင်းပါပဲတော်တော်လေးတန့်ပါတယ်ရှေ့တာယာ80ရာခိုင်နှုန်းလောက်ကျန်ပါမယ်အင်ဂျင်စီယိုစိမ့်မရှိပါဘူးအင်ဂျင်လုံးဝငြိမ်ပါမယ်စက်တက်မီလိုင်းတွေအကုန်ကောင်းပါတယ်အင်ဂျင်ကန်းလေးတွေလည်းလှပါသေးတယ်နောက်တာရတော့နည်းနည်းလေးပါတယ်50ရာခိုင်နှုန်းလောက်ကျန်နော် chain sprocket တွေကျန်ပါသေးတယ်မိုင်းလိုင်စင်54ရပလက်ဒီဘိန်းလေးကတက်တန်းက2026 17လပိုင်းတည်ရှိမှာပဲဖြစ်ပါတယ် Super Ambo လေးပါဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းကတော့16သိန်း8000ဖြစ်ပါတယ်โอเคစိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့53ဘီလန်133134ချာမန္တလေးစက်မှုတစ်ကျွန်တော်တို့ Sunshine Motor မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်ဖုန်းနံပါတ်43104365 90039269262လည်းဆက်သွယ်စုံစမ်းမေးမြန်းဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်